ပြည်နှင်ခံခဲ့ရတဲ့မင်းသမီးလေးဟိုးရှိရှိတုန်းက Iris လို့ခေါ်တဲ့မင်းသမီးလေးတစ်ပါးရှိတဲ့သူ့အဖေကအမောင်ကဘာရဲ့အုပ်ဆိုးသူဘယင်ဟဲလိုပါ Iris ကရွှင်လန်းတက်ကြွအမြဲပျော်ရွှင်နေပြီးဘာဖြစ်ဖြစ်အမြဲပြုံးနေတတ်တဲ့ဒါပေမဲ့ဒီမင်းသမီးလေးကတော့သူ့မှာတငယ်ချင်းတယောက်မှမရှိဘဲနဲ့အထီးကျန်စွာပဲကြီးပြင်းလာခဲ့ရပါတယ်သူကြီးလာတော့မင်းသားလေးတစ်ပါးနဲ့ချစ်ကြိုက်သွားတဲ့သူကမင်းသားလေးနဲ့ခဏခဏမတွေ့ရတော့အယမ်းပဲလွမ်းနေတာပေါ့တနေ့တော့သူကစိတ်ကူးရင်နေကောင်းငင်ကိုစိုက်ကြည့်ပြီးတိမ်လေးကိုသူ့မျောစင်ပတင်းပေါက်ကနေကြည့်နေတယ်ရုတ်တရက်ပဲတတိရှိပြီးချောမောလာတဲ့မင်းသားကမြင်းကြီးကိုစီးပြီးသူမရှိတဲ့အမောင်ကဘာကနန်းတော်စီကိုလာနေတာတွေ့လိုက်တယ်မျက်လုံးတစ်ဖက်နဲ့ဘလူးဆောင်တွေကလက်ထဲမှာစူးကြုံတင်းပုတ်ကြီးတွေကင်ထားကြတယ်မင်းသားလေးကိုမျက်မှောက်တူပြီးကြည့်လိုက်တယ်မကြောက်တတ်တဲ့မင်းသားလေးကနည်းနည်းမှမတွန့်ဆုတ်ပဲဘယင်ဟဲလိုစီကိုတန်းတန်းမတ်ဝင်သွားခဲ့ပါတော့တယ်ဟယ်လိုဟယ်လိုကျွန်တော်ကအရှင်းရဲ့သမီးနဲ့လက်ထပ်ခွင့်ရနိုင်မလားခင်ဗျာနေပါဦးမင်းကဘာတူလဲမင်းရဲ့အဖေကကောဘာတူလဲကျွန်တော်က Bravit ပါဖခင်နဲ့သားကြီးရဲ့တူးတဲ့တော့သားပါကျွန်တော်ကအရှင်သမီးကိုကဘာပေါ်ကအရာအလုံးတက်ချစ်ပါတယ်သူ့အတွက်ဘာမဆိုလုပ်နိုင်နဲ့ကောင်းလေမင်းကိုလွန်ခဲ့တဲ့စက္ကန့်30ခါမှတွေ့ဘူးတာလေအဲ့လိုအမောင်ကဘာကအရင်အတွက်တောင်အရန်ကိုမြန်လုံးနေတယ်ပြီးတော့သမီးနဲ့မင်းလက်ထပ်ပါအောင်ငါတော့မတူနိုင်ဘူးအစောက်လေသူ့ကိုအပြင်ကိုခေါ်ထုတ်သွားကြစမ်းနေအောင်ရက်လိုက်ပါသူ့ကိုလွတ်လိုက်ပါတောင်းမှတဲ့အဖေသူ့ကိုအခွင့်ရေးပေးလိုက်ပါသမီးတို့နှစ်ယောက်စလုံးကချစ်ကြတာပါသမီးဘသူ့ကိုချစ်လဲလို့အဖေမမေးဘူးသူကသမီးကိုလက်ထပ်ခွင့်တောင်းဖို့မြေရောက်ကဘာတီကိုလာခဲ့ရတာပါမရဘူးလို့ပြောပြီးသွားပြီဒါကမြေရောက်ကဘာကဘယင်မဲပြောပြီးသားကိုဘယ်တော့မှပြန်မပြင်ဘူးအဆောက်တွေ Iris ကိုအခန်းစီကိုပြန်ခေါ်သွားကျန်တဲ့သူတွေဒီအယူမင်းသားကိုမင်းတို့အိမ်ပြန်ပို့လိုက်ကြတော့အဆောင်တွေကမင်းသားကိုပြန်ပို့ပြီး Iris ကိုအခန်းထဲမှာတော့ခတ်တယ်။ Iris ကငိုရင်းစိတ်မကောင်းစွာနဲ့ပတင်းပေါက်အပြင်ကိုခေါင်းလေးထုတ်ကြည့်လိုက်ပါတယ်။မင်းသားလေးကမြင်းစီးပြီးအဝေးကိုထွက်သွားတာကိုတွေ့လိုက်ရပါတယ်။နိုင်နှင်းငယ်ကြတော့ Iris ကအတန်တစ်ခုကြားလိုက်ရတယ်။ Hey Iris အပေါ်မှာIris ကမောကြည့်လိုက်တယ်။အဲ့ဒါက Bravit ဖြစ်နေသူကအိမ်ပြန်ကျင်အောင်ဆောင်ပြီးတနည်းနည်းနဲ့ရဲတိုက်နေရံပေါ်ကိုရအောင်တွေ့တက်ခဲ့တာပါအဲ့ဒီမှာဘာလုပ်နေရလဲအန်ဒီရများလိုက်တာ Bravit ရဲ့မင်းကိုထားပြီးမသွားနိုင်ဘူးမင်းပတင်းပေါက်ကနေဝမ်းနေပြီးငေးကြည့်မှာကိုငါတွေးတာမတွေးနိုင်ဘူးမင်းကငါအတွက်ကဘာကြီးပါပဲ Iris ငါမင်းကိုလွမ်းနေတာအော်ဟိုကျမနှလုံးသားတွေတော့အေးပြောနေပါပြီကျမကပိုလွမ်းနေတာပါကျမတို့ဘယ်ကိုသွားကြမလဲကိုရိုမော်တောင်မို့ကိုသွားကြမယ်ဖခင်နဲ့သားကြီးကိုလက်ထပ်ခွင့်သွားတောင်းကြမယ်လေသူကငါတို့သဘောတူပြီးကူညီပေးမှာဘာလို့သူကကူညီမှာလဲဘာလို့ဆိုသူကကို့အဖေလေ Bravit က Iris နဲ့တပုံစံနဲ့တူတဲ့အယုတ်ကိုအိယာပေါ်မှာထားခဲ့ပြီးတော့သူမအိတ်နေရဲ့လို့ဟယ်လိုကိုထင်အောင်လှုပ်ထားခဲ့တာပါနောက်တော့ Bravit ကမြင်းပေါ်ကိုခုန်တက်ပြီးIris ကိုတင်လို့မော်တောင်တန်းစီကိုတွားကြပါမယ်။သူတို့တွေ3ရက်လောက်နေတော့မော်တောင်တန်းစီကိုရောက်ရှိကြပါတယ်။ဒီနေရာကအရန်ကိုလှတာပဲ။ဒီလောက်လှတာကိုကျမမမြင်ဘူးသေးပါဘူး။ကျမကနန်းတော်လို့သူတို့ပြောနေတဲ့စိတ်ပြက်စရာထောင်ကြီးထဲမှာပိတ်မိနေခဲ့တာ။ Iris နဲ့ Bravit တို့ကလှေကားကနေတက်ပြီးနန်းတော်ကိုတွားကြပါတယ်နေရာရောက်တော့မော်ဆရာတွေကညစာစားပြီးတော့စကားပြောနေကြပါတယ်။တတိရှိရဲ့ Bravit ကအချိန်ဖြုံးမနေတော့ပဲဖခင်နဲ့သားစီကိုတန်းပြီးတော့သွားလိုက်ပါတော့တယ်။အဖေမင်္ဂလာပါကျွန်တော်ဘဝရဲ့အချစ်လေးမင်းသမီး Iris ပါကျွန်တော်သူ့ကိုလက်ထပ်ချင်ပါတယ်။သူကလူလားဘာလို့ရင်းနှီးတယ်လို့ဖြစ်နေတာပါလဲ။သူ့အဖေကဘာတူလဲ။
ဒီချိန်တော့ Brad Pitt ကမဲကုန်းကိုဖြစ်မှုတွန့်ဆုတ်သွားပါတယ်။သူ့နှလုံးသားထဲမှာတိနေတာကတော့သူ့အဖေဖခင်နဲ့သားကြီးကအဖေကိုကြားရင်ကြိုက်မှာမဟုတ်ဘူးဆိုတာပါပဲ။သူကတော့တိုးရင်စွာနဲ့ပဲပြောပြလိုက်ပါတယ်။သူ့အဖေကဘယ်ရင်ဟယ်လိုပါ။ဘာမင်းဘာတွေစဉ်းစားနေရလဲ။ခုကနေစပြီးမင်းသူ့ကိုထပ်တွေ့ဖို့ငါတားမြစ်တယ်။သူ့ဘာကိုမေးလိုက်တော့တကယ်လို့ငါစကားနားမထောင်ရင်သူ့ကိုတိမ်ဖြစ်အောင်ပြောင်းလိုက်မယ်။ဒါပေမဲ့ तू ကဟယ်လိုနဲ့မတူပါဘူး။ तू ကအဖေရဲ့တငယ်ချင်းဟောင်းနဲ့မတူဘူး။ तू ကကျင်နာတတ်တယ်ပြီးတော့ကြည့်လိုက်ပါဦး။ तू ကအရန်လာတယ်။ဟိုမှာရက်နေရဲ့ Iris ကိုအဖေအထက်ကြည့်လိုက်ပါဦး။ဟယ်လိုနဲ့ဖခင်နဲ့သားတို့ကငယ်တငယ်ချင်းတွေဖြစ်ကြပြီးတော့အခုတော့မျက်နှာချင်းမဆိုင်ကြတော့ပါဘူး။သူတို့တွေကွဲသွားခဲ့တယ်။ဖခင်နဲ့သားက Iris ကိုကြည့်လိုက်တော့ခဏနေတော့ Brad Pitt မြင်တယ်လို့တွေးမိသွားပေမဲ့ချက်ချင်းပဲသူ့မျက်နှာကတီသွားခဲ့ပြီးတော့မျက်မှောင်ကြီးကကျုပ်လာပါတော့တယ်။သူတို့ကိုဒီကနေဆွဲထုတ်သွားလိုက်။လူမကိုမော်တောင်တန်းကနေမချိုးဆိုဘူး။ကျမတို့တွေမစုံနိုင်တော့ဘူး။ဘာလို့အတူမရှိနေနိုင်ရတာလဲ။အဖေနှစ်ယောက်စလုံးကမာနာကြီးနေကြလို့လား။ကြားတယ်ငါတို့အတူတူနေနိုင်တယ်မင်းသိလားငါတို့ကြံတဲ့ဘဝတစ်လျှောက်လုံးကိုအတူတူနေကြမယ်ဘယ်သူမှမင်းနဲ့ငါနဲ့ကြားကိုဝင်စရာမလိုဘူးဘယ်အရာကိုမဆိုရင်ဆိုင်မှုအဆင်သင့်မယ်ကိုမင်းကိုဂတိပေးပါတယ်တကယ်ပါအချစ်လေး Brad Pitt ကသူ့အစီအစဉ်ကိုပြတ်သားအောင်ပြောပြလိုက်ပါတော့တယ်ကျမတို့မိဘတွေကသဘောမတူဘဲနဲ့ကျမတို့ဘယ်လိုလက်ထပ်ကြမလဲကိုလှုပ်လိုက်ပါမယ်မင်းသမီးလေးကိုတို့အဝေးကြီးကိုထွက်ပြေးကြမယ်သူတို့လုံးဝမရှာတွေ့နိုင်တဲ့နေရာမျိုးကိုပေါ့ဒါနဲ့သူတို့နှစ်ယောက်ကမော်တောင်တန်းနဲ့မြေအောက်ကဘာကနေဝေးရဲ့နေရာကိုတွားကြပါတယ်ပင်လယ်ထဲရွက်လက်ရင်းပြင်းတွေကိုကြော်ဖြတ်သွားကြတယ်ရှင်တန်ချင်းတိုင်းပြည်ကိုပေါ့သူ့ရဲ့အစီအစဉ်ကပျက်စီးမယ်ဆိုတာကို Brad Pitt ကလုံးဝမသိခဲ့ပါဘူးအဲ့ဒီညမှာပဲသူ့သမီးအိယာတွေကအယုတ်တုကြီးဆိုတာကိုသိသွားခဲ့ပါတယ်သူကအဖြစ်ပြက်တွေကိုသဘောပေါက်သွားခဲ့ပါတယ်။ Brad Pitt ကဟယ်လိုကိုလှည့်စားဖို့ကြိုးစားခဲ့ပါတယ်။ဟယ်လိုကသူ့တငယ်ချင်းဟောင်းကိုသတင်းပို့ပြီးသူ့စီကိုရောက်လာတဲ့အကြောင်းကိုလည်းဖခင်နဲ့သားကဟယ်လိုကိုပြန်ပြောပြပါတယ်။ဖခင်နဲ့သားကြီးကဟယ်လိုနဲ့ပူးပေါင်းလိုက်ပြီးသူတို့ကိုရှာဖို့ကြိုးစားတော့တယ်။သူကမော်တီးကိုဖွင့်ပြီးသူတို့ကိုရှာတွေ့သွားခဲ့ပါတယ်။သူကချက်ချင်းပဲသူ့မိတ်ဆွေရေဘရင်ကိုပြောပြီးတော့ခိုးပြေးရဲ့အတွဲကိုဒုက္ခရောက်အောင်လှုပ်ခိုင်းလိုက်ပါတယ်။သူ့ရဲ့မော်အစွမ်းတွေအားလုံးကိုအသုံးပြုပြီးပိုဆိုးရအောင်လှုပ်လိုက်ပါတော့တယ်။ဒါနဲ့သူတို့တွေပင်လယ်ကိုရွက်လွှင့်နေတော့ရေဘရင်ကြီးကတော့လှိုင်းလုံးကြီးတွေကိုဖန်တီးပြီးတော့သူတို့လေတွေပြက်ပြီးတော့ရောပါသွားအောင်လှုပ်လိုက်ပါတယ်။ဖခင်နမင်းကြီးကတော့လျက်စီးလက်အောင်လုပ်ပြီးသူတို့တွေကိုခြောက်တွန်းလိုက်ပါတယ်။လိုင်းတွေကချက်ချင်းတက်လာပြီးတော့ကြောက်စရာတိုင်ဖုံးပုံတိုင်းဖြစ်လာခဲ့ပြီးတော့ပင်လယ်ထဲကအရာအလုံးကိုဝါးမျိုးပစ်လိုက်ပါတော့တယ်မင်းသားလေးကိုပေကထွက်ပြေးလာတာကိုသိသွားပြီဒါတဘာဝမဟုတ်ဘူးဒါကရေဘရင်လောက်တာပဲ Brad Pitt ကအားကုန်တုံးပြီးမင်းသမီးကိုကယ်ဖို့ကြိုးစားပေမဲ့လိုင်းလုံးတွေကအရန်ကိုအားကြီးလို့ပင်လယ်ကတော့လိုင်းလုံးတွေနဲ့ Iris ကိုအဝေးကြီးကိုခေါ်သွားခဲ့ပါတော့တယ်။မိုးကြိုးတိုင်ဖုန်းကလည်းသူမကိုအဝေးကြီးခေါ်သွားတယ်။ Brad Pitt no တနာစရာ Brad Pitt ကငိုနေတော့တယ်။တကယ်ကသူမကရင်းနစ်သွားတာမဟုတ်တာကိုမသိလိုက်ပါဘူး။အဖေကိုမုန်းတယ်။ဟိုးအချစ်လေဟာကင်နန်သားကြီးက Brad Pitt ကိုခေါ်သွားဖို့တိမ်တွေကိုလွတ်လိုက်ပါတယ်။ဘာလဲသူအခုဘာထက်လို့အောင်မလဲ။ Brad Pitt ကမော်တောင်တန်းကိုခေါ်သွားခံရပါတယ်။ဖခင်နမင်းကြီးနဲ့ဟယ်လိုတို့ကသူတို့ကိုရက်ပြီးတော့စိုက်ကြည့်နေပါတော့တယ်။
Iris Bravik ကဘသူ့ကိုမှဂူးမဆိုင်ပဲ Iris စီကိုပြေးသွားပြီးတော့ဖတ်ထားလိုက်ပါတယ်။ဒါပေမဲ့ဖခင်နတ်မင်းကြီးကသူ့ကိုလျှက်စီးလမ်းကြောင်းနဲ့လှမ်းပစ်လိုက်တယ်။လျှက်စီးကအရင်အားမပြေးပေမဲ့သူ့ကိုနာကျင်စေပါတယ်။ Bravik မင်းကငါသားမဟုတ်တော့ဘူး။မင်းကငါ့ကိုအာခံရတယ်ဟုတ်လား။မင်းပြန်ပေးဆက်ရမယ်။ဒါနဲ့သူကထီးကိုမြောက်ပြီးဂါရာဆူလိုက်တာနဲ့ Bravik ကထိပြီးတဖြည်းဖြည်းနဲ့လေထဲကိုအငွေ့ပြန်ပြီးတော့တိမ်ဖြစ်သွားခဲ့ပါတော့တယ်။ Bravik တနာစရာ Iris လေးကအော်ဟစ်ပြီးတော့လန့်ထန်သွားခဲ့ပါတယ်။လူမကအကြီးကျယ်ငိုကြွေးနေပါတယ်။သမီးတို့ကအတူရှိချင်ရုံလေးပါပဲ။ပြီးတော့ဘဝကိုပျော်ရွှင်နေတာပါ။ဘာလို့များကိုသားသမီးတွေကိုဒီလိုလုပ်ရတာလဲ။ဒါကသမီးကောင်းမှုအတွက်ပါပဲ။ Iris ကသူ့အချစ်အတွက်ငိုကြွေးနေပြီ။နောက်တော့သူတို့ထာဝရအတူရှိနေမယ်လို့ဂတိထားတာတွေကိုမှတ်မိသွားပါတယ်။ Iris ကဘလို့မှမခံစားနိုင်တော့တာနဲ့ဖခင်နတ်မင်းကြီးရဲ့ထီးကိုဆွဲယူလိုက်ပြီးသူ့ကိုဝေယမ်းလိုက်ပါတယ်။မင်းသမီးလေးလည်းသူ့ဘာသာသူကောင်းကင်ကိုလိုက်သွားပါတော့တယ်။နောက်ဆုံးတော့သူတို့တွေအတူတူဖြစ်သွားပြီး Iris နဲ့ Bravik တို့ကတိမ်တွေအဖြစ်တွေ့ဆုံကြပြီးတော့သူတို့ရဲ့တားမြစ်ချင်းခံခဲ့ရတဲ့ချစ်ချင်းမြတ်တာတွေအတွက်ငိုကြွေးကြပြီးမိုးအဖြစ်ရွာတော့တာပါဒီမှာတော့တိတ်ဆိတ်ပြီးဝမ်းနည်းမှုတွေပဲရှိနေပါတော့တယ်အဖေနှစ်ယောက်လုံးကသူတို့ကလေးတွေကိုလွမ်းနေကြပါတယ်သူတို့တွေဘလောက်ဆိုးအောင်လုံးမိပြီလဲဆိုတာကိုနားလည်လာကြတယ်နောက်ရိုက်နှင်းငယ်ကြတော့ဖခင်နတ်မင်းစီကိုလူတစ်ယောက်ရောက်လာတယ်သူကစိုးရိမ်နေပုံရတယ်ဆရာကူညီပါဦးမိုးကအဆက်မပြတ်ကိုရွာနေတယ်ကျွန်တော်တို့ຢာတွေလည်းပြက်စီးကုန်ပြီးတော့မိုးတွေကငန်လို့နေတယ်ဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်နိုင်တော့ပါဘူးကူညီပါဦးကျွန်တော်တို့လေယာတွေနွားတွေအားလုံးအန်နေကြနေပြီဖခင်နတ်မင်းကြီးကတော့အချိန်မဆိုင်ပဲဟယ်လိုနဲ့တွေ့ဖို့လှုပ်လိုက်ပါတော့တယ်ငါတို့လုံရက်ကဘာတွေပြန်ရလဲဟယ်လိုငါတို့ကလေးတွေဆုံးရှုံးရပြီးအားလုံးကိုအန်နေဖြစ်အောင်လုပ်မိပြီမင်းပြောတာမှန်တယ်ငါသမီးကိုငါလည်းသတိရတယ်ငါတို့ခင်မမှုကိုလည်းသတိရတယ်ငါတို့ရဲ့ဒေါသစကားတွေကနေဘလို့မှဖျောက်ဖျက်မရတဲ့အမာရွတ်တွေထင်ကြံခဲ့ရပြီငါတို့ကလေးတွေကငါတို့နဲ့မတူဘူးထင်နာတဲ့နှလုံးသားရှိကြတယ်သူတို့တွေကအတူရှိခြင်းုံလေးကိုငါတို့ကလေးတွေရဲ့ဘဝကိုငါတို့နှစ်ယောက်ဖျက်ဆီးမိနေပြီငါတို့အချိန်မပြုံးမဲနဲ့ပြန်ပြင်ကြမယ်ဟယ်လိုငါတို့အစွမ်းနဲ့အကုန်လုံးကိုပေါင်းစည်းလိုက်ကြမယ်လေဟုတ်တယ်ငါတို့ကလေးကံကြမ္မာအတွက်အချစ်စစ်တခုအတွက်ကျွန်တော်တို့အစွမ်းနဲ့ပေါင်းပြီးမော်အစွမ်းနဲ့ပြန်ပြင်ပါမယ်အချစ်ရဲ့အစွမ်းနဲ့ကျွန်တော်တို့ကိုတနာတော်မူပါတဘာဝကြီးကျွန်တော်တို့ရဲ့ကလေးတွေကိုပြန်ပေးပါမိုးရွာတာရက်သွားပြီးကောင်းကင်ကြီးကကြည်လင်သွားတယ်။နေရောင်လေးတွေကဖြာကျလာတယ်။လှပတဲ့တက်တန်ကြီးကလည်းကောင်းကင်ကိုဖြတ်ပြီးပေါ်လာပါတယ်။ Iris နဲ့ Bravik တို့ကလက်ချင်းတွဲရင်တက်တန်ပေါ်ကနေရှောက်လာကြပါတယ်။သူတို့အဖေတွေကိုချစ်ခင်စွာပွေ့ဖက်ကြတယ်။တငယ်ချင်းကောင်းတွေပြန်စည်းလုံးသွားပြီးချစ်သူတွေလည်းလက်ထပ်ပြီးတော့အသက်ထက်ဆုံးပျော်ရွှင်သွားကြပါပြီ။ပုံတိုင်းပြီးရင်တော့တက်တန်ကပေါ်လာစမြဲပါပဲ။ညှော်လင်းချက်တွေအမြဲတမ်းရှိနေပါစေ။ငြိမ်းချမ်းပါစေမေတ္တာနှလုံးသားတွေကိုအောင်နိုင်ပါစေမုန်းတရားတွေမရှိပါစေနဲ့နောင်လာနောက်သားတွေအတွက်ပိုကောင်းတဲ့ကဘာကိုဖန်တီးနိုင်ပါစေ